မင်္ဂလာဆောင်ဖုတ်ကြွားလွာအမလေးရာသီဥတုကပူသွားတဲ့ဈာတယ်မင်္ဂလာတွေကလည်းစောင့်နိုင်လိုက်ကြတာဖတ်ကြည့်ဦးမရန်ကုန်တိုင်းဒေသကြီးစအိုကွဲခရစအိုကွဲခရစအိုကွဲခရရန်ကုန်တိုင်းဒေသကြီးမှာစအိုကွဲခရရှိလို့လားငါဖြစ်မကြောက်ဘူးပါဖတ်ကြည့်ဦးစအိုကွဲခရဖုတ်ကုန်းရွာရက်ကွက်ဖုတ်ကုန်းရွာရက်ကွက်ကြားဘူးပါဝေးဖုတ်လိုက်လမ်းကြားဟောတော့လမ်းကြားနမရည်ဖုတ်လိုက်တဲ့ဦးချစ်တီဒေါ်တအားခန့်ဟောလိုက်လဲလိုက်တယ်နော်ဦးချစ်တီနဲ့ဒေါ်တအားခန့်ဦးချစ်တီနဲ့ဒေါ်တအားခန့်တို့ဤတမီဘာလာခန့်ဘာလာခန့်အများခေါ်ပန်းစိုးတန်းဘယင်မဆိုတာဘာကိုပြောရလဲဩကျမကိုပြောရလားမသိ